အားလုံးပဲမင်္ဂလာပါရှင်။ကျမရဲ့နီနီဝါဝါ channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ channel အသစ်လေးမို့အားပေးကြပါအောင်နော်။丁ခွေချက်ခေါ်တန်ရှမ်းတောင်တန်းပေါ်ကလက်ပံကုန်းဆိုတဲ့ရွာလေးမှာကိုဖိုးထောင်ဆိုတဲ့မုတ်ဆိုးတယောက်ရှိတယ်။သူကအမဲလိုက်တော်တော့တရွာလုံးကလေးစားရတယ်။မိုးတွင်ကုန်ခါနီတညနေမှာသူနဲ့တူတော်မောင်သိန်းမောင်နှစ်ယောက်အမဲလိုက်ဖို့တောနဲ့ထဲဝင်သွားတယ်။တောထဲရောက်တော့မိုးချုပ်သွားတယ်။တောစခန်းဟောင်းလေးမှာမီးဖို့ပြီးညအိတ်ကြတယ်။တခေါင်ကျော်လောက်ကြတော့ကိုဖိုးထောင်နိုးလာတယ်။တောကထူးထူးဆန်းဆန်းတိတ်နေတယ်။ပရစ်တောင်မှအော်ဘူး။အဲ့ဒီအချိန်မှာပဲကိုထောင်ကြီးကိုဖိုးထောင်အတန်ကတိုးတိုးလေးရွာတွေကသူ့မိမအတန်နဲ့တူလိုက်တာမီးဖို့ဘေးမှာအိတ်နေတဲ့သိန်းမောင်ကိုလှမ်းကြည့်တော့အိမ်မောကြနေတော့ကိုထောင်ဒီဘက်ကိုလာအောင်အတန်ကစခန်းနဲ့ကိုက်20လောက်ကဝါယုံတော်တွေကလာတာကိုဖိုးထောင်ကမုတ်ဆိုးဆိုတော့တတ်တီတော့ကောင်းတယ်ဒါပေမဲ့အဖိုးပြောဘူးတဲ့ညဘက်တော်ထဲမှာနာမည်ခေါ်ရင်မထူးနဲ့ဆိုတာကိုလည်းတတိရသွားတယ်သူငြိမ်နေလိုက်တယ်ခဏနေတော့အတန်ကပြောင်းသွားတယ်ဦးလေးရေဦးလေးထောင်ကျွန်တော်သိမ်းမောင်ပါကျွန်တော်ဝမ်းသွားလို့ဟိုဘက်ခဏသွားတာလမ်းပြောင်းနေပြီလာခေါ်ပါအောင်အခုသိမ်းမောင်အတန်နဲ့ပဲကိုဖိုးထောင်လမ်းဖြတ်ပြီးဘေးကိုကြည့်တော့သိမ်းမောင်ကသူ့ဘေးမှာအိမ်မောကျနေစေပဲချွေးတွေပြန်လာတယ်သိမ်းခွေးချက်ပဲအဖိုးပြောတာဒီကောင်ပဲဖြစ်ရမယ်လို့ကိုဖိုးထောင်တွေးလိုက်တယ်လူနမေခေါ်ပြီးတောနဲ့ထဲဆွဲသွင်းတာထူးလိုက်တာသွားမိရင်ဝိညာဉ်ပါသွားလိမ့်မယ်ကိုထောင်သိနေတယ်ကိုဖိုးထောင်ကတနက်ကိုကြစ်ကြစ်ပါအောင်စုပ်ပြီးမျက်စိမိတ်ထားလိုက်တယ်ခေါ်တန်ကတဖြည်းဖြည်းနီးလာတယ်နာကပ်လာတယ်ကိုဖိုးထောင်ဘာလို့မထူးတာလဲကျွန်တော်အသက်ရှူတံပါကြားနေရပြီပုတ်အိတ်အနံ့တစ်ခုကနှာခေါင်းထဲဝင်လာတယ်ကိုဖိုးထောင်ရဲ့နားရွယ်နားမှာအေးဆက်ဆက်လီတစ်ချက်ဝှက်ခနဲ့တိုက်သွားတယ်နေမထူးဘူးပေါ့ဟုတ်လားအတန်အော်ကြီးနဲ့ပြောတယ်ကိုဖိုးထောင်နှလုံးရက်မတက်ဖြစ်သွားတယ်အဲ့ဒီတညလုံးကိုဖိုးတောင်မျက်လုံးတမိတ်မအိပ်ဘူးမိုးလင်းတော့သိန်းမောင်ကိုအတင်းနိုးပြီးရွာပြန်ပြေးကြတယ်ရွာရောက်တော့ဖုန်ကြီးကျောင်းပြေးပြီးအကျောင်းစုံလျှောက်တယ်ဆရာတော်ကမိန့်တယ်တင်းခွေချက်ကနင့်အသက်ကိုမရတော့နင့်ချီရကိုယူသွားပြီနောက်3နှစ်အတွင်းတောမတက်နဲ့တက်ရင်ပြန်လာရမှာမဟုတ်ဘူးတဲ့ကိုဖိုးတောင်3နှစ်လုံးတောမတက်ပဲနေတယ်3နှစ်ပြည့်ခါနီးတော့မိုးခေါင်လို့ရွာမှာစားစရာရှားတယ်မနေနိုင်တော့ပဲတရွာလုံးအတွက်ဆိုပြီးတောပြန်တက်တယ်အဲ့ဒီနေရာစပြီးကိုဖိုးတောင်ရွာကိုပြန်ရောက်မလာတော့ဘူးနောက်တစ်ပတ်ကြာတော့တောထဲသွားတဲ့ရွာသားတွေကတွေ့ခဲ့တယ်ပြောတယ်တောနဲ့ကြီးထဲမှာတင်းခွေချက်အရီခွန်လိုအကြီးခွန်ကြီးတွေကြားထဲမှာကိုဖိုးထောင်ရဲ့ဓာတ်တစ်ချောင်းပဲကြံခဲ့တာတဲ့အဲ့ဒီကလေးကလက်ပံကုန်းရွာသားတွေညဘက်တောထဲမှာဘသူခေါ်လုံးဝမထူးကြတော့ဘူးတဲ့ထူးလိုက်ရင်တင်းခွေချက်ကနင့်နမေကိုမှတ်ထားပြီးပြီတဲ့ဒီဇလန်းကရှမ်းပြည်နယ်ဘက်ကရင်ပြည်နယ်ဘက်တွေမှာအပြောများတယ်ကိုတွေ့ကြုံဖူးတယ်ဆိုတဲ့လူတွေတောင်ရှိသေးတယ်မင်းသာညဘက်တော်ထဲရောက်ပြီးနင့်နမေခေါ်တန်ကြားရရင်ထူးမလား